သူပြောတာလေးပဲနော်သူပြောတာလေးပဲအဲ့လိုဆိုတာရင်ချင်မှုရှိရတယ်သူမင်းနဲ့ပတ်သက်ချင်တာလည်းမသိပါနဲ့ကြည့်ချင်ရင်ပြန်လာမှာပေါ့ငယ်ချင်းရဲ့သူကစိတ်ချမ်းသာရင်မင်းလည်းကုသိုလ်ရပါတယ်သူဆိုတာရင်မချင်ရှိရတယ်ကောင်းရင်ဒီကုသိုလ်ဘာကြောင့်မို့ကောင်းရင်ဒီကိုပေါင်းမြတ်လို့ဘယ်လိုဖြစ်မှာလဲဘယ်ဝေတော့ပါလဲကတူရှိရတယ်ဘယ်လောက်တွေတော့ပြောင်းနေရတယ်ဒီပါတယ်ဒီတိုင်းဆိုမဖြစ်ဘူးကြည့်ရဲ့ဘယ်စကဲပဲရှုံးမရတာများပါတယ်ဒီလိုနဲ့ပဲတည်ချင်တဲ့ဆိုဒီပြောကောင်းရင်ဒီကိုတော့ဘာကြောင့်မို့ကောင်းရင်ဒီကိုပေါင်းရတော့ဘယ်ကလုံးမလဲဘယ်ဝေတော့ပါလဲသူကိုဘယ်ကချင်မလဲ